မြင်းဆွဲကြည့်တဲ့အချိန်မှာကော်ပါနဲ့ဇင်းနဲ့သွားစုံတဲ့နေရာသည် 0.92 volt ရှိနေတယ် 0.92 volt သည် 0.5 ထက်ကြီးကြဖြစ်တဲ့အတွက်သူကကော်ပါနဲ့ဇင်းကိုတွတ်ကိုဓာတ်ရိုက်ကြီးခုနကျိုးနေရာတိုင်းကိုပူးပြီးတော့တက်တာကို recommend မလုပ်ဘူးပေါ့နော်အတက်နိုင်ဆုံးခွာပြီးတော့တက်စေခြင်းတယ်ဒါကြောင့်ကျွန်တော်ကခွာတော့တက်ရမယ်ဒို့ပေမဲ့တွတ်ဒီလျှက်စစ်ခုံကူးနိုင်သောပစ္စည်းဖြစ်တဲ့အတွက်ခွာရင်လုံးဝအကျွတ်ခွာ separation distance ကိုတွက်ပြီးတော့1မီတာလား2မီတာလားအလွတ်ခွာနိုင်ရင်တော့လုံးဝခွာလိုက်မခွာနိုင်ဘူးဆိုရင်တော့ခုနပြောလို့ဟုတ်လားကက်ရက်လိုမျိုးလေးလိုခွာသလိုမခွာသလိုကျွန်တော်တို့သွားလှုပ်လို့မရဘူးခွာသလိုမခွာသလိုသွားလှုပ်လို့ရှိရင်ခုနပြောတဲ့တန်ကြီးကြိုက်တဲ့ပြဿနာတွေဟုတ်လားဒီတွတ်တွေဆွေးတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်အဲ့တော့ပုံလေးတစ်ချက်ကြည့်အောင်အဲ့တော့ဒီပုံမှာဆိုရင်ကျွန်တော်တို့ဒီတွတ်နဲ့ဟုတ်လားကျိုးတွေကတစ်ချိန်လုံးတောက်လျှောက်ဒီမှာ clip တွေသုံးပြီးတော့ clamping ဂွင်းတွေကိုသုံးပြီးတော့ပူးထားတယ်အဲ့တော့ဒီတစ်လျှောက်မှာတကယ်လို့ဒါကော်ပါချိုးသုံးခဲ့တယ်တွတ်နဲ့ပူးထားတယ်ဆိုရင်အဲ့တစ်လျှောက်ကတွတ်တွေကဆွေးကုန်မှာဆွေးတော့ဗာ side effect ရှိလဲဆိုတော့နှစ်ကြာလာတဲ့အခါမှာမိုးချိုးပြည့်ရင်အိုင်နာကတွတ်တွေကမိထလောင်မှာเนาะဒါကြောင့်မလို့ तू ကဒီကော်ပါနဲ့တွတ်နဲ့ကိုဒီလိုမျိုးကြီးခုတစ်ချိန်လုံး clamping material တွေအပြည့်သုံးပြီးတော့တွတ်တွေနဲ့တောက်လျှောက်ပူးတာကိုမလုပ်စေချင်ဘူးအဲ့တော့နောက်တစ်ပုံကြည့်အောင်နောက်တစ်ပုံကဒီအခုလက်ရှိဒါကော်ပါကျိုးလိုပဲမြင်လိုက်နော်အဲ့တော့တွတ်ပေါ်မှာတက်တဲ့အခါမှာ तू ကတွတ်နဲ့တစ်ချိန်လုံးထိတတ်တာလားဆိုတော့မထိဘူးကျိုးကိုတွတ်နဲ့နည်းနည်းလေးခွာပြီးတော့ဒီ insulation rubber တွေ material တွေကိုခုထားတယ်နော်ခုထားတယ်အဲ့တော့တွတ်နဲ့ကျိုးတွေကထိမနေတော့ဘူးပေါ့ဗျာဒါပေမဲ့တွတ်ဒီလျှက်စစ်ခုံကူးနိုင်တော့ပစ္စည်းဖြစ်တဲ့အတွက်ပူးတော့ပူးပေးရမှာမဖြစ်ဘူးဒီတိုင်းခွာပြီးတော့ဒီလိုရင်ပြီးသွားပြီးတော့တနေရာမှမပူးလို့တော့မရဘူးပူးတော့ပူးရမှာအဲ့တော့ဘယ်လိုပူးမှလဲဆိုတော့ကျွန်တော်ဒီဂျမ်ဘာကျိုးပေါ့နော်ဂျမ်ဘာကျိုးသုံးပြီးတော့ဒီကျိုးနဲ့တွတ်နဲ့ကိုတနေရာမှာပြန်ပြီးတော့ဘောင်တင်လုပ်ပေးရမယ်နေရာတိုင်းဘောင်တင်လုပ်စရာမလိုဘူးတနေရာနှစ်နေရာလောက်ဘောင်တင်လုပ်လိုက်လို့ရှိရင်ပြီးပြီပေါ့နော်အခုလက်ရှိဒီမှာဆိုရင်လည်းဒါ air terminal လောက်ထတာဆိုရင်လည်းသူကဒီဟလာတက်ထုတန်နဲ့ကျွန်တော်တို့အောက်ကဒီတွတ်နဲ့ကိုသူအောက်မှာဘာခံထားလဲဆိုတော့ဒီ insulation cover တွေခံထားတယ်အဲ့ insulation ကလည်းတွေ့ရဝါရှာသွားခံလို့မရဘူးဒီမိုဂျိုလဲပစ္စည်းရောင်းတဲ့နေရာမှာဒီ insulation တာကိုတစ်ခါတည်းတွဲပြီးတော့ဝယ်လို့ရတယ် clamping ဂွင်းနေရစားဝယ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီပုံလေးတိုင်းပဲကျွန်တော်ပြောချင်တာ clamping material နဲ့အောက်က insulator ကိုခံပြီးတော့တွတ်ပေါ်မှာတက်မယ်ပြီးကြမှာတနေရာမှာကျွန်တော်ကကျိုးကိုပြန်ပြီးတော့တွတ်နဲ့ဘောင်တင်လုပ်ပေးမယ်ဒါဆိုရင်တွတ်နဲ့လည်းပူပြီးသားဖြစ်သွားတယ်ဒါပေမဲ့တွတ်ပေါ်မှာကျိုးကတစ်ချိန်လုံးဓာတ်ရိုက်ကြီးတစ်လျှောက်လုံးမသွားထားတော့တဲ့အတွက်တွတ်ဒီမဆွေးတော့ဘူးပေါ့နော်နားလည်မယ်ထင်တယ်နော်အဲ့တော့နောက်တစ်ချက်ပေါ့နော်ဒီပုံကိုအစောအပုံကိုပဲပြန်ကြည့်မယ်သူကတွတ်ကနေပြီးတော့ဆင်းလာတဲ့အခါမှာတစ်သားမှာသူကဒီ down conductor ကိုဓာတ်ရိုက်ပူးထားတယ်အဲ့တော့စောနာကကျွန်တော်နှစ်ချက်နဲ့ပြန်တိုက်မယ်ပေါ့နော်မီးလောင်လွယ်သောပစ္စည်းဆိုရင်လုံးဝပူးလို့မရဘူးအဲ့တော့တစ်သားကမီးလောင်လွယ်တာလားစဉ်းစားကြဖြစ်လာတယ်မီးလောင်လွယ်တာလားဆိုတော့တစ်သားဒီပြောရရင်လွှစာမုံမဟုတ်တဲ့အတွက်လွှစာမုံလောက်တော့မီးလောင်ဖို့အတွက်မလွယ်ဘူးဒီတစ်သားတုံးဒီမီးရှို့ခြင်းကျွန်တော်အချိန်တော်တော်လေးမီးရှို့မှလောင်မဲ့ပစ္စည်းပေါ့နော်ဒါဆိုရင်မိုးချိုးပစ်ချတဲ့အချိန်မှာဒီကြီးကျိုးမှာအပူဘယ်လောက်ထိတက်သွားမှာလဲကျွန်တော်သိဖို့လိုတယ်ဟုတ်လားဒီသုံးတဲ့ကျိုးကဟုတ်လားကျွန်တော်တို့ကအလူမီနီယံလားစတီးလားအိုင်ယွန်လားကော်ပါလားဒီပေါ်မှာမူတည်ပြီးတော့တက်လာမဲ့အပူချိန်ကမတူဘူးအဲ့တော့တက်လာမဲ့အပူချိန်မတူတဲ့ပုံမှာမူတည်ပြီးတော့ဒီတစ်သားမှာပေါင်းတဲ့နာလားမပေါင်းတဲ့နာလားဓာတ်ရိုက်ဒီလိုမျိုးtest လုပ်ထားလို့ရတယ်လားမရဘူးလားဆိုတာကိုကျွန်တော် temperature ဇယားလေးတစ်ချက်ထပ်ပြီးတော့ပြောပြမယ်အဲ့တော့ဒီ temperature ဇယားလေးမှာဆိုရင်နော်မိုးချိုးပစ်ချတဲ့အချိန်မှာနော်မိုးချိုးပစ်ချတဲ့အချိန်မှာကျွန်တော်ကကော်ပါဝါယာကိုသုံးထားမယ်ကော်ပါဝါယာကိုမှ50မီလီသုံးထားမယ်ဆိုရင်ဟုတ်လားမိုးချိုးဒီ level 1 level 2 level 3 level 4ရှိတယ် level 1ဆိုတဲ့အမြင့်ဆုံး ampere နဲ့ပစ်ချရင်ကော်ပါ50မီလီကျိုးသည်22 degree centigrade ပဲအပူချိန်တက်လာမှာဒါဆိုရင်တစ်သားသည်တေချာတာက